ဒီနေ့စားပြတဲ့ထမင်းဝိုင်းလေးပါအကြည့်ကြပါဦးဒီမှာငရုတ်သီးလေးထည့်မှာဒီနေ့လည်းဆိုဒီမှာထမင်းလေးအများကြီးစားကျမနှောက်နေလို့ကျမရည်ချင်နေဒါကြပါဦးကျမဝတ်တာခွင်းတို့ခွင်းခတ်စားဝတ်စုပ်ပြုတ်လောက်တာဝတ်စုပ်ပြုတ်ဝတ်စုပ်ပြုတ်ကျမကျွေးနေစားပါအောင်ကျမပြုတ်ကျမစားလို့ကောင်းကျမအခုဒီဟင်းမမိတ်စားတယ်ကျမစားတော့စားနေဘိုက်စားနေလို့ဒါလေးကတော့ငဒန်ရင်းလေးပါကျမအခုမှမိတ်ဆက်ပေးတယ်ဒါလေးကငချင်လေးတုတ်ထားတာပါဒါလေးကတုတ်သူများအရင်လာပေးတာလေးပါဒါကတော့ခုနကျမစားတဲ့ဝတ်စုပ်ပြုတ်ပါဝတ်စုပ်ပြုတ်ဒါလေးကတော့မစုံဟင်းလေးစုံဟင်းအကြံလေးပါရှင်မပြီးရတော့ပစုံအချိုလေးအမိုးစားလို့ကြံတာလေးမပြီးရတော့ဖြူတယ်ပဲကြိတ်လိုက်တော့တိုးစရာတော့ခန်းချစ်သီးရဲ့တစ်တီးရစင်းရဲ့ဒင်းင်းသီးကတော့မတက်ပေမဲ့ကျမတော့စားပါတယ်ကျမဒင်းင်းသီးကိုကြိုက်လို့ပါကျမအားရပါရစားပါရဲ့အခုတော့ထမင်းလည်းကုန်သွားပါပြီစားလို့လည်းကောင်းပါရဲ့တယောက်တည်းပြန်စားနေရတာကြည့်ရှုပေးရတဲ့ဖြစ်နေတော့ကျေးဇူးတင်ပါတယ်ရှင်